အားလုံးပဲမင်္ဂလာပါရှင် Alasco Story ကနေပရိသတ်တွေအတွက်စာရေးဆရာမရင်မင်းကံမလူရေးသားထားတဲ့ဖွားမယ်စိန်နဲ့စုံကဝေတို့နေရာလူပွဲဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိုးတပြိုင်ပြိုင်ရွာသွန်းလို့ကောင်းနေတယ်။ကောင်းငယ်တခွင်လဲအုံမိုင်းလျက်ရှိရကြောင်းမိုးကတော်တော်နဲ့ရက်တမ်းမဲ့ပုံမရပါဘူး။အေးမို့မြင်မြင်လာစမ်းပါရေးတောင်ပိုင်းကကောင်းမတွေလဲမြင့်ချိုးသွားတယ်တဲ့။တော်နေငါတို့တွေမြင့်မရပဲဖြစ်နေအောင်ပဲ။မြင့်မရတော့လဲဟင်းရွက်ခုပြီးပြန်လာမှာပေါ့တော့။ညီကတလို့ကြီးပဲမြင့်လေးတော့ရအောင်ချိုးခဲ့ချင်လို့ပါအေးမှုရဲ့မြင်မြင်လာစမ်းပါဟဲ့ကျုပ်လည်းလာနေပါတယ်မတ်တမ်းမြင့်ရဲ့တော်ကိုကလောနေရပါမတ်တမ်းမြင့်နဲ့အေးမှုတို့ဟာမိုးတပြိုင်ပြိုင်ကြနေအောင်မမှုနိုင်ပဲညှစ်ချိုးနိုင်ဖို့အရေးဥသာတွေးပြီးတော့ကတ်တွတ်ရှောက်လာကြတယ်နောက်ကြလည်းမြင့်မရတော့မှအောင်တမ်းမြင့်ကစိတ်ပူပြီးအေးမှုသာအတင်းဆွဲခေါ်နေပါတော့တယ်အေးမှုလာဟဲ့ဟိုမှာမြင့်တွေနေရမဟုတ်ဘူးတမ်းမြင့်နဲ့အေးမှုတို့လည်းမြင့်များဝမ်းသာအားရချိုးယူနေကြတယ်ညှစ်ချိုးရင်ဘေးပတ်ဝန်းကျင်ကိုတတိပြုမိစဉ်ညှစ်ချိုးရင်ဘေးပတ်ဝန်းကျင်ကိုတတိမပြုမိစဉ်သူတို့အနီးစီကိုယောက်ျားကြီးတယောက်ရှောင်းလာခဲ့တယ်။ဟဲ့မင်းကလေးညီတို့ကဘယ်ရွာကလဲ။ရှင်ကျွတ်တို့ကအင်တိုင်းရွာကပါ။ဒါဖြင့်နောက်ကလိုက်ခဲ့ကြ။ဟော်ရီမြစ်တွေထက်တန်မိုးကြီးရဲ့ရောင်ကျုပ်ကပြေးလိုက်မယ်။ရှင်လူကြီးရဲ့စကားကြောင့်တမ်းမြင့်နဲ့အေးမှုတို့အံ့ဩသွားကြတယ်။ဟဲ့ဘာငင်းနေကြလဲလာလာကျုံနောက်ကိုလိုက်ခဲ့ကြ။မလိုက်ရဲပါတော့ကျွတ်တို့မလိုက်တော့ဘူး။အေးမှုနီးမြစ်တော့ပြီမလားလာလာတို့ပြန်ကြစို့။တမ်းမြင့်ကအေးမှုရဲ့လက်ကိုဆွဲပြီးထိုလူကြီးရဲ့နှစ်ပေးမှာထွက်လာခဲ့တယ်။အေးမှုလည်းတမ်းမြင့်ဆွဲခေါ်တဲ့အတိုင်းလိုက်လာခဲ့ရှာပါတယ်။ရွာကိုပြန်လာကြရလမ်းမှာတမ်းမြင့်ခမထိုလူကြီးလိုက်လာလိမ့်မလားလို့လဲကြီးနဲ့ပြန်လာခဲ့ရတယ်။ရွာရောက်မှသာအသက်ကိုဝဝရှူရဲတော့တယ်။လူစိမ်းကြီးတဦးတောဆက်မှာရှောင်းနေတဲ့တဲ့ကအင်တိုင်းရွာမှာပြန့်နှံ့လို့သွားပါတယ်။ဟဲ့တမ်းမြင့်ပြောရတော့အဲ့ဒီလူကြီးကအဝတ်စားတနာနာနေတဲ့ကြီးရတာတောဆောင်နှက်ကများလူအတင်ဖန်ဆင်းပြီးတော့ရွှေတွေငွေတွေခေါ်ပေးသလားမသိဘူးနော်။ဟာမဖြစ်နိုင်တာဗျာ။ကြီးရတာလူလိန်ဖြစ်မယ်ဗျ။မင်းကလေးတွေကြီးပဲဆိုတော့အချိုးတက်ပြီးတော့ခေါ်ပုံရတယ်။ဘာပဲဖြစ်ကွာတတိလေးတော့ထားကြဟဲ့ဘဲကရှောင်းလာတဲ့လူမှန်းမသိချမသိရတော့လူစိုးမှန်းမသိလူကောင်းမှန်းမသိနဲ့ငါတို့ကမခံမနိုင်ဘူးလေအဲ့ဒါတော့ဟုတ်တယ်ဗျတတိထားကြရမယ်အင်းတိုင်းရွာသူရွာသားတို့နှုတ်ဖျားမှာဒိုလူစိမ်းကြီးအကြောင်းသာပြောဆိုနေခဲ့ကြပါတယ်အမေရဲ့အင်းတိုင်းရွာမှာလူစိမ်းတွေ့လို့တဲ့တော့လူစိမ်းဘယ်ကလူစိမ်းနဲ့လဲကျုပ်ကြားတာတော့မြင့်ချိုးသွားတဲ့မိန်းကလေးတွေကိုချော့ခေါ်တယ်ဆိုလားပဲမိန်းကလေးတွေကတတိရှိလို့တော်သေးတယ်အမေရဲ့မဟုတ်ရင်မတွေးရစရာပဲတော်ဝင်းကရွာထဲမှာကြားလာတဲ့တရင်ကိုဖွားမယ်စိမ်းကိုအာဘောင်အာရင်တန်တန်နဲ့ပြောပြနေခဲ့တယ်။အရေးမြင့်နဲ့စတော်ပဲပြုတ်ကိုရောကြော်မယ်ဆိုရင်အသင့်ပြင်ထားပြီနော်။ရှင်ညိုကမိဖို့ထဲမှာထွက်လာဒေါ်ဝင်းကိုလှမ်းပြောလိုက်တယ်။တမီးရှင်ညိုလာဆက်မောင်အေးညီကိုဖွားပြောစရာရှိတယ်။ဟုတ်ကဲ့ဖွား။ဖွားမယ်စိန်ကအကျန်းရည်တစ်ခွက်ငှဲ့လိုက်တယ်။ရှင်ညိုကပြစ်ပေါ်လာထိုင်တဲ့အထိအကျန်းရည်ကိုမြင်တောက်နေခဲ့တယ်။အမေဘာပြောချင်တာလဲ။ဒီမှာရှင်ညိုကအမေပြောမယ့်စကားကိုစောင့်နေလေတော့။ဒီမှာရှင်ညိုကအမေပြောမယ့်စကားကိုစောင့်နေတယ်လေတော့။ပြောမှာပေါ့မိဝင်းရဲ့ညီမလေးရှာဟိုရှည်လုံးနဲ့အေးဟုတ်တော့ကျုပ်ကကြားကနေတတိပြရပါကဲကဲမီးတို့ပဲပြောကြတော့ကျုပ်မြစ်သွားကြော်လိုက်အောင်မယ်ဒေါ်ဝင်းကကွက်ပြက်ပေါ်မှာဆင်းသွားတယ်အဖွာစိုးရင်စရာကိစ္စတစ်ခုခုများရှိနေလို့လားရှင်ညိုကဖွားမယ်စင်အရေးကဲကိုခဲခဲရင်မေးလိုက်တယ်ဒိုအခါမှဖွားမယ်စင်ကခေါင်းကိုညှိပြီးအကျန်းရိတ်ခွက်ကိုကြမ်းခင်းပုံချလိုက်တယ်ဘာကိစ္စများလဲဖွာတခြားမဟုတ်ပါဘူးသမီးရဲ့အခုတလောညီအကြီးနော်ခံမြင်နေရလို့ပါနော်ခံအစင်မှပြေးရလားလို့ဖွာစိတ်ပူနေမိတာရှင်အကြီးနော်ခံဖွာစိတ်ပူတယ်ဒါဖြစ်အကြီးများတစ်ခုခုဖြစ်နေလို့လားဖွာရဲ့ဒါတော့ဖွာလေးတိကျမသိဘူးသမီးဖွာအာယုံမှာအခုတလောညီအကြီးနော်ခံရင်မျက်နှာမြင်နေရတယ်စိတ်ထဲတော့မတင်မကြဖြစ်နေတာပေါ့အေးဒုက္ခပါပဲအရင်ကတခုခုဆိုရင်အကြီးကသမီးတို့ကူညီဖို့ရရောက်လာတတ်တယ်အခုအဖွာအာယုံအရာတာဆိုရင်အကြီးတခုခုဖြစ်နေပြီဆိုရင်လေသမီးတို့တွေတောင်ချေရွာကိုသွားကြည့်မှဖြစ်မယ်နဲ့တူရင်တော့ဖွာအေးလေသွားတော့ကြည့်ရမှာပေါ့ဖွာလေးနော်ခမ်းအတွက်စိတ်ပူနေရတာပဲသမီးအဲ့ဒါကြောင့်သမီးကိုပြောပြရတာပါအေးရှင်ညိုဟာဒေါ်နော်ခမ်းအတွက်စိတ်ပူနေရရှာတယ်ဒေါ်နော်ခမ်းကရှင်ညိုအတွက်ဖွာမယ်စိန်ပြီးလင်ဒုတိယဆရာဆိုရင်လည်းမမအောင်ဒေါ်နော်ခမ်းတင်ပြမှုကြောင့်သာရှင်ညိုဟာစိတ်ပင်များကိုအသုံးပြုနည်းနဲ့စိတ်ကုသနည်းများသိရှိခဲ့သူဖြစ်တယ်။ယခုလည်းဖွာမယ်စိန်ပြောပြတဲ့စကားများကြောင့်ရှင်ညိုစိတ်တွေကဒေါ်နော်ခမ်းအတွက်တွေးကပူပန်နေခဲ့ပါတော့တယ်။ဖယားဒေါ်နော်ခမ်းဘာမှဖြစ်ပါစေနဲ့လို့စိတ်ထဲမှာဆုတောင်းနေခဲ့တယ်။သမီးလည်းအသွားလောင်ကယူဆိုင်ဒီအပိုင်းလူစိမ်းတွေကိုရွာထဲမှာတွေ့နေရတယ်။သူတို့ကြည့်ရတာမရိုးလောက်ဘူး။ဟုတ်ကဲ့ပါဖွာကြောက်ကယူဆိုင်ပါမယ်။ဟောဖွားတို့ကစကားကောင်းနေကြတာဟုတ်ဗျ။မောင်တို့ပါလားလာထိုင်အောင်ကွယ်။ဟုတ်ကဲ့ဖွာဟောဒီမှာဖွားတို့တက်ငပြောသေးယူလာတယ်စားကြည့်ဗျာ။စားရတာအရသာရှိလို့ယူလာခဲ့တာ။အေးကွယ်စားမှာပေါ့။မောင်တို့ကငပြောဖီးကိုချမ်းကင်းပေါ်ချထားလိုက်တယ်။မောင်တို့မျက်လုံးများကချမ်းမကိုလှမ်းကြည့်ရင်နဲ့ခဏမငြိမ်ဖြစ်နေအောင်ဖွားမယ်စင်တတိထားမိလိုက်ပါတယ်။မောင်ရင်အနောက်ကဘသူများလိုက်လာလို့လဲ။ဗျာဟိုလေးပြောစမ်းပါကွယ်ဘာတွေများဖြစ်လာလို့လဲ။ဖွာမောင်တို့ကဖွားမယ်စင်မျက်နှာတေချာစစ်စစ်ကြည့်နေတယ်။မောင်တို့ရဲ့မျက်နှာကစိတ်မကောင်းဖြစ်နေတဲ့အရေးအယောင်များပေါ်လွင်နေခဲ့တယ်
ရှင်ညိုလည်းစကားဝင်မပြောတော့ပဲတိတ်တဆိတ်ပဲနားထောင်နေတယ်။အကြီးနော်ခမ်းရွာတက်မှရောက်နေတယ်။မိညက်လည်းအတူပါလာတဲ့ဖွာဟေးနော်ခမ်းတို့ရောက်နေတယ်။ဒါဆိုရင်ဘာလို့ဒီတောင်တွင်းရွာကိုမလာကြရလဲ။သူတခုခုများဖြစ်နေလို့လားမောင်ရင်။အကြီးဒီရွာကိုလာရင်သူတိသွားမှာစိုးလို့တဲ့။အဲဒါကြောင့်ရွာတက်ကကျောင်းရောက်ခမကြီးအိမ်မှာပဲတိတ်တဆိတ်တဲခုနေရတဲ့ဖွာသူဆိုတာဘသူများလဲကွ။ကဝေမာကြီးမေကန်နဲ့ဖွာမေကန်နဲ့နော်ခမ်းဘယ်လိုများဆုံးကြရလဲ။အခုတောင်ကြီးရွာကိုကဝေမကြီးမေကန်ကအုပ်စိုးနေပြီးတဲ့ဖွာအရင်နဲ့မိညက်တို့လည်းတက်လို့ပြီးထွက်ဖြစ်လာရတဲ့ဒါပေမဲ့ကဝေမကြီးကအရင်နော်ခမ်းကိုရှင်းထုတ်ခြင်းမရတယ်အခုလည်းလူစိမ်းတွေကိုမြင်နေရတာအဲ့ဒီကဝေမကြီးလွတ်ထားတဲ့လူတွေပဲဖြစ်လိမ့်မယ်ဗျဒါကြောင့်မောင်ရင်အကြီးတို့ရောထိခိုက်မိတာရှိသေးလားအကြီးတို့ကတော့ကောင်းကောင်းမွန်မွန်ပါပဲဖွာအကြီးကတောင်ချီရွာကိုသွားပြီးတော့ကဝေမကြီးရှင်းပြဖို့စိတ်အားထက်သန်နေတယ်တောင်ချီရွာကိုတော့အပိုင်သိမ်းထားပြီဆိုတော့သူ့လက်အောက်ကဆုံးမတွေကိုအနိုင်ယူသွားပြီပေါ့ဘလို့များဖြစ်ရလဲတောင်ချီရွာတဝိုက်ကဆုံးကဝေတွေဆိုတာနော်ခမ်းရဲ့လက်အောက်မှာပဲရှိနေကြတာပါကဝေမာကြီးကရင်းနဲ့ထိတ်တိုင်မစုံလိုက်ရဘူးလေဗျမင်းညက်ကအတင်းဆွဲခေါ်ထွက်ပြေးလာလို့သာအကြီးတို့အသက်မသေးရတဲ့ဟိုမှာလဲပြန်ခုကန်တဲ့ဆုံးကဝေတွေအလောင်းတွေထက်နေတာပဲတဲ့ဗျအေးကွယ်ရွာခံပညာသေးတွေကလောလောဆယ်ညှန့်ခံပြီးသူ့ရဲ့လက်အောက်ကိုခိုးဝင်လိုက်ရင်အသက်ချမ်းသာရမှာပဲကြည်ရဒီကဝေမကအုပ်စုတောက်နေပုံရတယ်ဒီတိုင်းသာဆိုရင်နော်ခမ်းကိုတက်ဖို့ကြိုးစားကြမှာပဲဟုတ်တယ်ဖွာအကြီးကကြိုးချောင်းပြောခိုင်းလိုက်တယ်ကျတို့ဘက်ကရောအကြီးကိုကူညီဖို့ဘယ်နဲ့လောက်ကြမလဲဖွာရွာတက်ကိုသမီးရှင်ညိုလိုက်သွားချင်အောင်ရုပ်ကိုတော့အသွင်ပြောင်းသွားမှရလိမ့်မယ်ရွာထဲမှာလည်းကဝေမာကြီးရဲ့စောက်ကြည့်သူတွေရှိနေတော့တတိထားရမယ်သမီးသူတို့တွေဖွားနေမှာပညာသုံးရင်ဖွားရှင်းပြလို့ရပါတယ်ဒါပေမဲ့သူတို့တွေကစောင့်ကြည့်ရုံပဲရောက်နေကြတော့ဖွားတို့ဘက်ကမတိဟန်ဆောင်နေပေးရမယ်ဘာကြောင့်လဲဆိုတော့ညီအကြီးတို့ကြောင့်ဖွားတို့သိနေပြီဆိုတာသူတို့တခင်မကိုတည်းမပုတ်စေချင်လို့ပဲသမီးဟုတ်ကဲ့ပါဖွားဟောဒါနဲ့ကိုကြီးတို့မာကြီးခင်ရောဘယ်ကိုရောက်နေရလဲညီမကရွာတက်မှာရှိတယ်အကြီးတို့ကိုထမင်းချက်ပြုတ်ပေးဖို့နေနေရှာတာဒါဆိုရင်တော့ပဲခဏသာစောင့်လိုက်ရှင်ညိုလည်းမောင်တို့ခဏဆောင်ခိုင်းပြီးတော့အိမ်မောတက်သွားတယ်။အကျန်းကြီးလေးတောက်အောင်ကွဟုတ်ကဲ့ဖွာအကြီးကဘယ်ရောက်နေရလဲဗျ။မောင်ရင်အကြီးကမိဖို့ထဲမှာထမင်းချက်နေလေရဲ့ဒါနဲ့မောင်အောင်လည်းဖွာတို့အိမ်ကိုပေါ်မလာပါလားကွဒီကလေးအလုံးများနေရထင်တယ်။ကိုကြီးအောင်နဲ့မနေ့ကတော့ချင်းဝိုင်းမှာဆုံးဖြစ်လိုက်သေးတယ်ဖွာရဲ့။လက်ကိစ္စတွေရှိလို့ကိစ္စပြီးအောင်လုပ်ပေးနေရတာလို့ပြောပါတယ်။နောက်ရက်တော့ဖွာတို့စီကိုရောက်လာတော့ပါတယ်။အော်အေးမောင်ရင်လည်းဂရုစိုက်အောင်ကွကိုဘက်ကသတိထားနိုင်မှာထောက်ကြတာဟုတ်ကဲ့ပါဖွာဖွားမဲ့စိန်နဲ့မောင်တို့လိုစကားပြောနေစဉ်အိမ်ပေါ်ထမ်းမှာခင်းမြကျဆန်းလာခဲ့တယ်။ဟာဗျာဘယ်ကနေဘလို့ရောက်နေရလဲ။ရှူတူတူပြောပါကိုကြီးတို့ရဲ့ကျုပ်ပါရှင်းညိုပါတော့။အေးရှင်းညိုဟုတ်လား။မျက်နာကခင်းမြချက်နဲ့တူနေလို့မိမခင်းမြချက်လို့ထက်မှတ်ကမောင်တို့အံ့ဩနေခြင်းဖြစ်တယ်။အတန်ကိုကြားလိုက်မှသာရှင်းညိုမှန်တန်းတည်သွားခဲ့တယ်။ရွာတစ်ကိုသွားဖို့ဆိုရင်ရုပ်ပြောင်းထားမှဆင်းပြေမှလေ။မဟုတ်ရင်သူတို့တွေရိတ်မိသွားနိုင်တယ်မဟုတ်လား။အေးနင်ပြောရလေဟုတ်တာပဲ။သမီးညီကြီးကိုတေချာစကားပြောခဲ့နော်သူဖြစ်ချင်တာသူလုပ်ချင်တာတွေကမေးခဲ့ကွဖွားပြောတာကြားလားဟုတ်ကဲ့ပါဖွားသမီးတေချာမေးခဲ့ပါမယ်အေးသွားကြတော့ဟဲခင်ဗျားချက်နဲ့မောင်တို့ဘယ်တော့မှရောက်နေကြရလဲအစောလေးကလေးကရောက်နေရအရှိရဲ့ကဲကျတို့ပြောင်းမယ်နော်အရှိဒေါ်ဝင်းမိဖို့ထဲမှာထွက်လာတော့မောင်တို့နဲ့ခင်ဗျားချက်ကိုတွေ့သွားခဲ့တယ်ခင်ဗျားချက်နေပေါင်းအေးညီနဲ့ပြောစရာရှိသေးတယ်တလောကအလူမှာညီးဝက်ခဲ့တဲ့အင်ကြီးချုပ်ပုံလေးကိုညီညမနန်းကြံကကြိုက်လို့တဲ့အဲ့ဒါဘယ်အချုပ်သမားစီမှာအပ်တယ်လဲဆိုတာအကြီးကိုပြောပြပါအောင်အေးအကြီးကျွတ်သွားမှဖြစ်တော်မယ်ဟေးအတန်ကမိဝင်ညီဒီမှာလာထိုင်စမ်းဟိုကလေးတွေသွားကြတော့ဒေါ်ဝင်းကခင်များချက်လက်ကိုလှမ်းဆွဲပြီးတော့မင်းနေတော့ရှင်ညိုကသူ့ရဲ့ငကိုအတန်နဲ့ပြောလိုက်ရှာဒေါ်ဝင်းတယောက်လှမ်းသွားခဲ့ရှာပါတယ်ဖွားမယ်စိန်ကလည်းစီစဉ်ပြက်မှာစိုးလို့ဒေါ်ဝင်းကိုလှမ်းခေါ်လိုက်တော့တယ်ဒေါ်ဝင်းခင်များကိုပြက်ကိုမလာနိုင်သေးပဲခြံထဲမှာထွက်သွားတဲ့ခင်များချက်နဲ့မောင်တို့သာလှမ်းကြည့်နေခဲ့ရှာပါတယ်ဟဲ့ခင်များချက်ဘယ်လဲညီတို့လင်များကတောင်တိုးရွာတွေကိုပုံမှန်တိုင်းဖျက်လျှောက်သွားတော့လမ်းပြီးနှုတ်ဆက်သူများနဲ့တိုးတယ်သူကဘေးရမှာလေအမေပေါ့သူ့တမက်အတွက်ဝတ်သားရင်ချက်ထားတယ်ထမင်းလာစားကြပါလို့ခေါ်ထားလို့တွားကြမလို့တော့ညီမေတို့များမောင်တို့အတော်ချစ်ရှာတာပဲချစ်ဆိုကြုတ်ယောက်ကြအောင်တော့တမီးကဒီလောက်ချစ်တော့အမေကလည်းချစ်ပြီပေါ့တော့အေးဟဲ့ညီကတော့လက်လန်ပါတယ်မောင်တို့နင်ကတော့မိမရကန်ကောင်းပါတယ်ဟဲ့ရွာသူရဲ့စကားကြောင့်မောင်တို့ကောင်းကျင်ရင်နဲ့ပြောလိုက်တယ်မလန်မကန့်မှကြည့်နေတဲ့လူစိမ်းကြောင့်ရှင်ညိုဟာခင်များချီရဲ့အတန်ဖြက်ခင်များချီဟန်ပြည့်ထက်ကစကားပြောနေခြင်းဖြစ်ပါတယ်လူစိမ်းထွက်သွားတော့မှသူတို့လည်းစကားပြောနေတာရွာသူကိုနှုတ်ဆက်ပြီးရွာတက်ကိုထွက်လာခဲ့ကြတယ်ခင်များချီညီလည်းအဝတ်စားကိုလဲနိုင်လို့နေဒါဘယ်ကပြန်လာတော့အမေဒါအမေသမီးမဟုတ်ဘူးဟဲ့ငါသားရဲ့အမေသမီးကိုမြင်နေပါရဲ့နဲ့အမေသမီးမဟုတ်ဘူးဆိုတော့ तू ကဘာတူဖြစ်ရမှာတော့အမေရှူတူတူပြောပြဒါရှင်းညိုးပြဟေးရွာတဲ့ရွာလေးရှောင်းလာတော့အရင်များနဲ့ထိတ်ထိုက်တွေ့တယ်အရင်များကခင်များချက်အမှန်နဲ့ပြောနေလေတော့
မောင်တို့ကလေးတန်းတိုးနဲ့တတိပေးရရှာတယ်အမေအိမ်တူပြန်ကြမယ်လေနော်အော်အေးသမီးအရှိမြခမအံ့ဩသွားပေမဲ့အမှုရာကိုပြန်ထင်းကမောင်တို့နဲ့အိမ်ကိုလိုက်လာခဲ့ပါတယ်အပေါ်တက်မှာရှိတဲ့သမီးသွားတွေ့ချင်းဟုတ်ကဲ့အရှိအိမ်ကိုရောက်တော့အရှိမြကဒေါ်နော်ခန်းတို့ရှိတဲ့နေရာပြောပြပြီးရှင်ညွတ်ကိုသွားခိုင်းတယ်အမေပြန်ရောက်နေပြီလားဟောအကိုရောရောက်နေရပဲခင်ဗျားချစ်သွားမိဖို့တွေကထွက်မလာခဲ့စမ်းနဲ့ရှင်ဘာလို့လဲမေရဲ့ထမင်းဟင်းတွေလည်းကြက်နေပြီသွားဆိုသွားစမ်းပါအေးလာခင်အကိုနဲ့တူတူသွားကြမယ်ဟုတ်တော့ဒီတမတ်နဲ့ဒီရောက်ကမှဘာတွေများဖြစ်နေကြရလဲခင်ဗျားချစ်ကိုမောင်တို့ကမိဖို့စီကိုဆွဲခေါ်သွားတာကြောင့်ခင်ဗျားချစ်လည်းနားမလည်နိုင်ဖြစ်နေရှာတယ်ရှင်ညူကအိမ်ပေါ်တက်ကိုတက်လာခဲ့တယ်ဟောမကြီးခင်လာနေအတော်ပဲကျုပ်ဘာများဝိုင်းကူပေးရအောင်မလဲလို့မင်းမလို့မိညက်ဟုတ်အေးဒါရှင်ညို့အတန်ပဲမိညက်အတန်ကြောင့်ရင်သွေးချမ်းတောင်းရင်နဲ့ထိုင်နေတဲ့အရေးတော်ခန်းကလှမ်းကြည့်လိုက်တယ်ဒုက္ခရှင်ညိုလည်းမျက်နှာကိုလက်နဲ့တက်ချလိုက်ပြီးသူ့ရဲ့ရုပ်သွင်းအမှန်ကိုတွေးလိုက်ကြရတယ်ရှင်ညိုငါ့တူမလိုက်လာတယ်ဒေါ်နော်ခန်းကဝမ်းတာအားရနဲ့ပြောလိုက်တယ်မိညက်ကလည်းရှင်ညို့မြင်တော့ဝမ်းတာအားရပင်ပွေ့ဖက်ထားတယ်ကဲမိညက်ရဲ့လွတ်ပါအောင်အရေးနဲ့စကားပြောပြရစီအောင်ရှင်ညို့နော်ကျုပ်ကညီထက်အသက်2နှစ်ကြီးတယ်အမဆိုရင်လည်းအမလို့ခေါ်စမ်းပါအေးအမလို့အတော်ခေါ်ခန်းချင်နေရပေါ့လေဟုတ်လားတော်မိညက်ရှင်ညိုကတော့ပြောလို့မရပါဘူးကဲတော်အရေးနဲ့စကားပြောလိုက်အောင်မိညက်အနားမှာထွက်လာခဲ့ပြီးဒေါ်နော်ခန်းနှစ်ဘေးကိုရှင်ညိုဝင်းကထိုင်လိုက်တယ်ဘယ်နဲ့ဖြစ်ရတာလဲအရေးရဲ့တောင်ချီရွာကိုဖေကကဝေမရောက်လာရှာရလဲအရေးပြောပြပါမယ်ငါတို့မရဲ့ရော့အကျန်းရည်လေးတောက်အောင်အမေကြီးရောကျမ်းမာရဲ့လားအဖွားကျမ်းမာပါတယ်ဒီမနေ့တောင်အဖွားကအရေးကိုစိုးရိမ်နေတာအမေကြီးကအရေးကိုစိုးရိမ်နေတယ်ဟုတ်သလားရှင်ညိုဟုတ်တယ်ကြီးအဖွားကအရေးကိုအာယုံရနေရှာတာအရေးအစင်မပြေးရလားလို့အဖွားစိတ်ပူနေရတော့အဲ့ဒါလို့စိတ်ပူနေတဲ့အချိန်ကိုကြီးတိုးရောက်လာလို့သာအရေးရဲ့အကြောင်းကိုသိရတော့တာပဲအရေးရဲ့ကျတို့ရွာတွေဘက်မှာလည်းလူစိမ်းတွေတွေ့နေရတယ်အဖွားကတတိထားဖို့လဲမှားလိုက်သေးတယ်အရေးရဲ့အမေကြီးလည်းစိတ်ပူလဲပူစရာပဲငါတို့မရဲ့မေကန်ကအတော်အင်အားကြီးနေပြီအရေးအသက်ကိုတော့အရှင်းမထားပဲနဲ့အမြင့်ဖြတ်ချက်မှရတယ်အရေးနားထဲမှာအရေးရွာကလူတွေရဲ့အော်ဟစ်တန်တွေကြားနေရတော့မှာပဲငါတို့မရဲ့အရေးတော့အခုလိုပေါင်းကွယ်မနေပဲနဲ့မေကန်ကိုရှိလှမ်းနေတာအသေးသက်ပြစ်ချင်စိတ်တွေသာပြည့်နေရောတယ်အေးမေကန်ကဘေးကမြန်တောင်ချီရွာကိုရောက်လာရလဲရှိရဲ့အရေးပြောပြပါမယ်အေးဒီလိုငါတို့မရဲ့ဒေါ်နော်ခန်းတယောက်တောင်ချီရွာရဲ့အနီးနားရှိမောင်းကန်ရွာကိုစိတ်ကူရောက်နေခဲ့ပါတယ်မိညက်အရေးကိုစိတ်ရွက်ဦးတိတ်ပေးစမ်းလူနာရဲ့ခြေထောက်ကပြီးတွေကိုစိတ်ရည်နဲ့အရင်စိတ်ချပေးရမယ်ဟုတ်ကဲ့ကြီးမိညက်ကဒေါ်နော်ခန်းပြောသည်မရအောင်မှတ်ပြီးတော့စိတ်ရွက်တွေကိုရှုကမိဖို့ပေါ်ရှိအိုးတွေကိုရိတ်ခတ်ထက်ကစိတ်ရွက်ဦးတိတ်ပြီးတော့တယ်ဆရာမကျမသားလေးအနာကတက်တာမှာပါနော်စိတ်ချပါတော့ကျုပ်တေချာကုပေးနေပါတယ်ခြေတလုံးမှာပြည်တယ်နာကြီးဖြစ်ကနေတိုင်းမကောင်းဖြစ်နေတဲ့လူမမောင်ဒေါ်နော်ခန်းကတေချာကုသပေးနေခဲ့ပါတယ်တခင်မတောင်ချီရွာမှာကဝေမတယောက်လာတောင်းကျနေပါတယ်တခင်မဒေါ်နော်ခန်းလက်အောက်ကဆုံးတီတယောက်အပြေးရောက်လာကဒေါ်နော်ခန်းကိုတည်င်းပေးတယ်ငါရွာဘက်ကိုဘယ်ကဝေမရောက်လာလဲကဲအတော်ဒီစေးကိုအေးခံပြီးတော့အနာကိုတေချာစီးကြောပေးပါအခုတော့ကျုပ်သွားလိုက်အောင်မယ်ဒေါ်နော်ခန်းအနာကိုမိညက်လည်းအတူလိုက်ခဲ့တယ်တခင်မထွက်ပြေးပါတော့တခင်မတောင်ချီရွာထဲမှာတန်တွေပွက်လုံးရိုက်နေခဲ့တယ်ရွာသူရွာသားတွေလည်းကြောက်လွန်းလို့အိမ်ထဲမှာပုံအောင်နေခဲ့ကြတယ်ပညာသေးတို့ကတာကဝေမကိုပြန်လဲခုခံနေကြရတယ်ဟဲ့ငါအောင်နင်ကဝိုင်းမတိုက်ပဲဘယ်နဲ့လုံးငါ့ကိုလာခေါ်ရရလဲပညာနှိမ့်တဲ့သူတွေခုခံနေသူတို့ပဲအထိနာရှာတော့မှာပေါ့ငါအောင်ဆိုတဲ့ဆုံးထီကိုဒေါ်နော်ခန်းကမတင်ကားစွာမေးလိုက်တယ်ဒေါ်နော်ခန်းတို့တောင်ချီရွာထိပ်ကိုရောက်တော့လူ၄-၅ယောက်ကရွာထိပ်မှာစောင့်နေရကိုတွေ့လိုက်ရတယ်ငါအောင်နင်ကငါ့ကိုသစ္စာဖောက်တယ်ပေါ့လေဒေါ်နော်ခန်းကလက်ညှိုးငေါက်ထိုးပြီးမေးတော့ငါအောင်ကတုံလုံးနေရင်ဖြင့်ဒေါ်နော်ခန်းအရှိကိုဒူးကိုထောက်လျက်တခင်မကျုပ်လည်းမခုခံနိုင်တဲ့အတွက်သူ့လက်အောက်ကိုဝင်လိုက်ရပါတယ်အခုချိန်မှာသူ့ကိုခုခံလို့မရနိုင်ပါဘူးတခင်မထွက်ပြေးပါတော့ကျုပ်လုပ်ပေးနိုင်တာဒါပဲရှိပါတယ်တခင်မရွာထဲကပညာသေးတွေကိုလည်းသူ့လက်အောက်မဝင်တဲ့သူဆိုရင်အသေးသက်နေပါတယ်တခင်မထွက်ပြေးပါတော့ငါထွက်မပြေးနိုင်ဘူးငါလူတွေကငါကဲ့တင်မယ်မဖြစ်နိုင်ဘူးတခင်မတောင်တွန်းရွာကအမေကြီးတို့ကုခိုင်းမှဖြစ်မယ်တခင်မကဝီမမေကန်ကတခင်မအသက်ကိုရန်ရှာချင်နေတာပါသူကဘယ်နည်းနဲ့ဖြစ်ဖြစ်တခင်မကိုတတ်ဖို့ကြိုးစားမှာပါတခင်မအရေးကျွတ်တို့ထွက်ပြေးကြရအောင်မအရေးရဲ့ဟိုမှာလာနေကြပြီကျွတ်တို့ထွက်ပြေးကြရအောင်နော်အရေးတခင်မထွက်သွားပါတော့ဒါကကျုပ်ရဲ့တခင်မပေါ်ထားတဲ့နောက်ဆုံးသက်စာရှိချင်မှာကဝေမမေကန်ကိုတခင်မလက်နဲ့ပဲအဆုံးသက်ပေးပါတခင်မငအောင်ကကဝေမမေကန်လက်အောက်ကိုရောက်သွားတော့လေဒေါ်နော်ခန်းပေါ်မှာသက်စာမဖောက်ချင်းရှာပါယခုလဲကဝေမမေကန်ရဲ့လက်ပါစီမြောင်တားဆီးခုခံမှုလမ်းကိုရွေးချယ်သွားခဲ့ရှာတယ်ကဝေမမေကန်ရဲ့တပည့်9ယောက်ကိုငအောင်တယောက်တည်းတိုက်ခိုက်နေရတယ်မိညက်ကတော့ဒေါ်နော်ခန်းရဲ့လက်ကိုဆွဲပြီးတောင်ချီရွာနဲ့ဝေးနိုင်သမျှဝေးရောက်စေရန်အပြေးထွက်လာခဲ့ကြတယ်
အနောက်စီမှာတော့အော်ဟစ်တန်များထွက်ပေါ်နေလျာကုကေယာမဲနေပညာသေးတို့ရဲ့အော်ဟစ်တန်တို့ကဒေါ်နော်ခန်းနားထဲမှာပဲ့တင်ထက်လျက်ရှိနေပါတယ်အဖြစ်ကတော့အဲ့ဒါပါပဲငါတူမရဲ့အကြီးလဲတောင်ထုံးရွာကိုတမ်းမလာတာကမေကန်လက်အောက်ကိုဝင်သွားတဲ့အကြီးရဲ့တပည့်တွေကအမေကြီးတို့ကြောင့်ပြောပြခဲ့ရင်မေကန်လိုက်လာမယ်လို့အကြီးထင်တော့ပါအကြီးတွေးမှန်တဲ့အရေးကျတို့ရွာတွေမှာလူစိမ်းတွေရှောင်းနေအောင်တတိထားမိတယ်အဲ့ဒါမေကန်ရဲ့တပည့်တွေဖြစ်ပါလိမ့်မယ်ရှင်ညိုစကားကြောင့်ဒေါ်နော်ခန်းရှင်နွေးချမ်းကိုမောတောင်းလိုက်ပြီးတိတ်ဆိတ်သွားခဲ့တယ်အရှိပါဆက်လုပ်မယ်လို့စဉ်းစားထားလဲရှင်ညိုကမေးတော့ဒေါ်နော်ခန်းကရှင်ညိုမျက်နှာကြည့်ပြီးတော့အကြီးတူမမိညက်ကိုအန်ဒီရဲ့ကင်းတဲ့နေရာမှာထားရနိုင်ပြီဆိုရင်အကြီးတောင်ချီရွာပြန်ရမယ်အခုချိန်နေကမေကန်နဲ့အကြီးတယောက်ယောက်သေးမှပဲအေးချမ်းလိမ့်မယ်မဟုတ်ရင်အကြီးရွာကလူတွေဒုက္ခပေးနေအောင်ပါကျုံနဲ့ဖွားလည်းအတူလိုက်ခင်မဲ့အရေးအကြီးတယောက်တည်းတော့ဖွားကဘလို့မှလွတ်မှာမဟုတ်ဘူးငါတူမနဲ့အမေကြီးတို့သာအတူလိုက်လာရင်မေကန်ကကြိုသိနေတော့မလိုက်ခဲ့ပါနဲ့တော့အကြီးဘာသာပဲသွားပါမယ်အေးဒီလူတို့ဘယ်ဖြစ်ပါမလဲကြီးရဲ့ဒါဖြစ်အကြီးကဘယ်တော့လောက်တောင်ချီရွာသွားမှာလဲဒီကနေ့ညပဲအကြီးပြန်တော့မယ်တမင်မိညက်ကိုဟောရီမှာခဏထားလိုက်မယ်ဒီမှာဆိုရင် तू ကဘေးကင်းပါတယ်ငါတူမကတော့အမေကြီးကိုကြိုးချောင်းပြောပြလိုက်ပေါ့ဒါဆိုရေးပြမယ်ဆိုရင်ကျုပ်လည်းအတူတူတခါတည်းလိုက်ခဲ့တော့မယ်ရေးရဲ့ဘယ်ဖြစ်မလဲရှင်ညိုရဲ့အမေကြီးကသဘောတူမှာမဟုတ်တော့ပါဘူးဖွားနေနဲ့လည်းရေးကိုတယောက်တည်းပြန်လွတ်မယ်လို့ကျုပ်တော့မထင်ဘူးအရေးရဲ့အဲ့ဒါကြောင့်ကျုပ်အရေးနဲ့တူတူလိုက်ခဲ့ပါမယ်ရှင်ညိုစကားကြောင့်ဒေါ်နော်ခန်းတက်ပြင်းချတယ်ရှင်ညိုကောင်းမှာတော့ဒေါ်နော်ခန်းတည်ရဲ့အဲ့ဒါကြောင့်သူ့စိတ်ကိုဖျောက်ဖျက်ပြီးတမျိုးစဉ်းစားရပြန်ပါတယ်ရှင်ညိုနဲ့ဒေါ်နော်ခန်းတို့စကားမပြောဘဲနဲ့ငုံငူကြီးထိုင်နေကြပြန်တော့မိညက်မှာအိမ်တိုင်ကိုကြောမိပြီးသူတို့ကိုသာထိုင်ကြည့်နေခဲ့ရှာပါတယ်။အေးကျုပ်စဉ်းစားမိပြီ။ကျုံနဲ့ဖွာကမြို့တက်ဈေးဝယ်မယ်ဆိုပြီးတည်င်းလွှင့်လိုက်မယ်။ကျုပ်တို့တွေဘက်ကသာပျော့ပျော့ပပနေပြလိုက်ရင်ဒီလူတွေရိတ်မိမယ်မထင်ဘူး။နောက်ပြီးအရေးဒီကိုရောက်မလာဘူးလို့ထင်ပြီးတော့သူတို့လည်းပြန်သွားကြလိမ့်မယ်။ညီကြံမစိုးလာဘူးရှင်ညိုရဲ့။ဒါဆိုကျုပ်ဒီကြံကိုအဖောက်ပြောပြလိုက်မယ်နော်။အရေးသာဂတိတီပါ။မနေ့ဖြန်မနေ့လမ်းမှာကျုပ်တို့စုံကြမယ်ရှင်။အေးပါငါတူမရဲ့အရေးတယောက်တည်းမသွားတော့ပါဘူး။ငါတူမနဲ့အမေကြီးကိုလည်းအားနာပါတယ်အေး။ကျုပ်တို့အတွက်ဆိုရင်အရေးလဲကိုညီခဲ့တာပဲလေအခုအရေးရေးဆိုလဲကျုပ်တို့ကိုညီမှာပါအရေးရဲ့အေးပါငါတို့မရဲ့ကျုပ်တို့မှာပြေးကြီးမှဒီလူတွေပဲရှိရပါအရေးရဲ့တခုခုဆိုရင်ကျုပ်တို့မပြောဘဲမနေပါနဲ့အရေးလဲအန်ဒီရဲ့ကြုံလာတော့ငါတို့မနဲ့အမေကြီးကိုပဲပြေးမြင်မိတာပါအဲ့ဒါကြောင့်လဲဒီကိုပဲတန်းပြီးတော့ထွက်လာခဲ့တာပါတော်သေးရပေါ့အရေးနဲ့မိညက်တို့ဘာမှမထိခိုက်လို့မထိခိုက်ဆိုရင်အရေးတပည့်တွေရဲ့အသက်ကိုပေးဆက်ခဲ့ရတာလေငါတို့မရဲ့အရေးနားထဲမှာသူတို့ရဲ့အော်ဟစ်တန်တွေကိုအရေးချနေမိတော့မယ်ကိုတက်တီမောင်တော့မမှုကြပဲနဲ့အရေးထွက်ပြေးဖို့အတွက်အော်ဟစ်တတိပေးခဲ့ကြတာဒေါ်နော်ခန်းကမြလည်းမိမိအတွက်အသက်ပေးသွားတဲ့ပညာသေးတို့အတွက်မျက်ရည်ကျနေရှာတယ်အရေးရဲ့အခုလိုကြားတာကျုပ်လည်းစိတ်မကောင်းပါဘူးဒါပေမဲ့ကျုပ်တို့တွေသူတို့အတွက်လက်စားပြန်ချေချမှာပါငါတို့မောင်တခုတော့ပြောချင်တယ်အရေးတို့တွေမဲကန်နဲ့ထိတ်တိုက်တွေ့တဲ့အခါမဲကန်အောင်တက်တဲ့သူဟာအရေးပဲဖြစ်ပြရစေဟုတ်ကဲ့ပါအရေးရဲ့အရေးစိတ်တိုင်းကြဖြစ်စေရပါမယ်ရှင်ညိုစကားကြောင့်ဒေါ်နော်ခန်းကျင်းနဲ့စွာခေါင်းကိုညှိလိုက်ပြီးနောက်နင်းနဲ့အုံးပေါ်မဲကန်ရဲ့ငါနဲ့မှနင်းကြိုက်တဲ့လောက်ပြောထားအောင်ပေါ့အန်ကိုကြိတ်ပြီးတော့ချင်းဝလိုက်တယ်အရေးကျုပ်ပြန်တော့မယ်မနေ့ပြန်မနေ့မှပဲလမ်းမှာဆုံးကြတာပေါ့မိညက်ဒီမှာကျူးဆိုင်နေကြအောင်နော်ငါအရေးဝင်းကိုလည်းပြောထားခဲ့မယ်အရေးတို့နဲ့ကိုလာတွေ့ပါလိမ့်မယ်အေးပါရှင်ညိုနင်တို့လည်းကျူးဆိုင်ကြနော်ပြီးတော့ငါရဲ့အရေးနော်ခန်းကိုစောက်ရှောက်ပေးပါရှင်ညိုအရေးကတော့ငါ့ကိုစောက်ရှောက်ပေးနေရပါမိညက်ရဲ့ဒါပေမဲ့ငါဂတိပေးပါတယ်အရေးထိခိုက်အောင်ဘယ်သူမှမလုပ်စေရအောင်အဲ့ဒါငါနဲ့ကိုပေးနိုင်တဲ့ဂတိပဲမိညက်ရှင်ညိုစကားကြောင့်မိညက်ကြီးနဲ့သွားတယ်မိညက်ကပြုံးပြီးကောင်းကြီးပြလိုက်တော့ရှင်ညိုလည်းပြုံးပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်အောက်ထပ်ကိုရောက်တော့မျက်နှာအသွင်ပြောင်းထားလိုက်တယ်ကိုကြီးတို့ကျွတ်တို့သွားကြစို့မိဘကန်ရှိမှလေးတန်ခါအုပ်လေးနဲ့ခေါ်လီတော့မောင်တိုးထွက်လာခဲ့တယ်အကြီးများကတော့အောက်ထပ်မှာထိုင်နေတယ်အမေကျွတ်တို့ပြန်တော့မယ်အေးကျူးဆိုင်ကြနော်အမေကိုဘာမှစိတ်မပူနဲ့သိလားဟုတ်ကဲ့မေမောင်တို့ကလှမ်းနှုတ်ဆက်လေတော့အကြီးများကလိုက်တင်လေးပြောရှာတယ်အရှိမြကလိုက်တင်လေးပြောရှာတယ်ဒီလိုနဲ့မောင်တိုးနဲ့ရှင်ညိုတို့လည်းရွာတဲမှပြန်လာခဲ့ကြတယ်လမ်းမှာကိုကြီးတို့မနေ့ပြန်မနေ့စောမြို့ကိုတက်ပြီးဈေးဝယ်ကြမယ်အဲ့ဒီကြောင့်ရွာထဲမှာတည်င်းလွှင့်ပေးထားပါကိုကြီးအောင်ကိုလည်းအကြောင်းဆုံးပြောပြပေးမှခေါ်ခဲ့လိုက်ပါမြို့တက်ဈေးဝယ်မှာကဘသူတွေပါသေးလဲရှင်ညိုခါတိုင်းလိုပဲကြောက်ရဲပွားရဲ့ကိုကြီးတို့နှစ်ယောက်ရဲပဲအေးစိတ်ချငါကိုကြီးအောင်ကိုလည်းတေချာပြောပြလိုက်ပါမယ်ရွာထဲမှာတည်င်းလွှင့်ထားဖို့အရေးကြီးရနော်ကိုကြီးတို့ကျွတ်တို့တွေဘက်ကအရေးတော်ခံတို့ကိစ္စကိုလုံးဝမသိတဲ့ပုံစံဖန်ထားရမှာဒီအတွက်တော့စိတ်သာကြရှင်ညိုနင်းကိုမောင်တိုးပါဟာဒီလောက်ကတော့မအပါဘူးဟာမောင်တိုးစကားကိုရှင်ညိုကောင်းကြီးလိုက်တယ်ရွာထဲကိုရောက်တော့မောင်တိုးအိမ်ကိုတန်းပြီးပြန်လာခဲ့တယ်အခန်းထဲမှာနင်းမဝတ်စားရရှိရရှင်ညိုနင်းကြိုက်တာယူဝက်လိုက်ရှင်ညိုလည်းအဝတ်စားလဲရအောင်မှဖြစ်လို့ခင်မြချစ်ရဲ့အဝတ်စားများကိုယူဝက်လိုက်ပါတယ်ငါသမီး
အမေချင်းနေကရောဘလို့ရှိတယ်လဲကျမ်းမာပါတယ်အမေဒါပေမဲ့ကျုပ်ဒီညလေအဲ့ဒီမှာသွားအိပ်ရအောင်ပါအမေသာခီးထွက်မယ်ဆိုလို့ခဏပြန်လာခဲ့တာပါဟေးတာမင်းကခီးထွက်အောင်မလားဟုတ်တယ်မေဖွားတို့ကမနှက်ပြန်မြို့တက်စည်းဝယ်မလို့တဲ့နောက်ပြီးမြို့ပေါ်ကတထေးတွေကလည်းဖွားနဲ့တွေ့ချင်နေကြတာမို့တခါတည်းဝင်တွေ့မလို့ပြောတယ်မေအေးလေအဲ့ဒီတထေးတွေကအမေကြီးကူညီထားတဲ့သူတွေမဟုတ်လားလိုက်သွားရမှာပေါ့ငါသားရဲ့ငါသားမပါလို့ဘယ်ဖြစ်ပါမလဲဒေါ်တာကရှင်ညို့ကိုခင်ဗျားချက်မှန်နဲ့စကားပြောနေခဲ့တယ်ခဏကြာတော့ဒေါ်တာလည်းခန်းထဲဝင်သွားတယ်ထိုအခါမှရှင်ညိုကရုံမှန်ကိုပြန်ပြောင်းကမောင်တို့ကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုရောက်တော့ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သာကိုပြစ်ကင်းပေါ်မှာထိုင်နေအောင်တွေ့လိုက်ရတယ်အကြီးအဖွားရောညီဖွားအိမ်ပေါ်မှာရှင်ညိုသွားအကြီးတို့အောက်မှာပဲစောင့်ပေးနေမယ်ဟုတ်ကဲ့ကြီးဒေါ်ဝင်းကအခြေအနေကိုသိနေပုံရတယ်ရှင်ညိုလည်းဒေါ်ဝင်းနဲ့စကားဆက်မပြောတော့ဘဲနဲ့အိမ်ပေါ်ထက်ကိုတက်လာခဲ့လိုက်တယ်အဖွားဖွားမေစိန်ကဖျားကန်းထဲမှာထိုင်ဆောင်နေပုံရတယ်ဘယ်နဲ့လဲသမီးညီအစဉ်ပြေးရလားဖွားကိုရောဘာတွေပြောလိုက်သေးလဲအကြီးအစဉ်ပြေးပါရဲ့ဖွားမနေ့ပြန်ကျုပ်တို့နဲ့လမ်းမှာတွေ့ဖို့ချိန်ထားခဲ့ပါတယ်ဟေးလမ်းမှာဘယ်လမ်းမှာတွေ့မလို့လဲသမီးရဲ့ဒီလိုပါဖွားအကြီးစနာကသူ့တယောက်တည်းတောင်ချေရွာကိုပြန်ပြီးတော့ကဝေမမေကံရင်ဆိုင်ဖို့ပါဒါပေမဲ့သမီးအနေနဲ့ကအကြီးတယောက်တည်းတော့မလွတ်လိုက်နိုင်တာနဲ့ဟော်ရီရွာမှာတော့သမီးတို့ကမြို့တက်စည်းဝင်မဲ့ကြောင်းတည်င်းလွှင့်ခိုင်းထားပါတယ်အဲ့ဒါလိုတည်င်းလွှင့်ပြီးမှမနေ့ပြန်မနေ့မှမြို့တက်မဲ့လမ်းမှာပဲအကြီးနဲ့ဆုံမှုချိန်ထားပါတယ်အဖွာအေးငါသမီးစဉ်းစားတာမှန်တယ်ဘယ်နဲ့အေးသူတယောက်တည်းတောင်ကြီးရွာကိုပြန်ရအောင်ညီကြီးဘလို့စိတ်နဲ့များပြောတယ်လေအေးကျုပ်လည်းအဖွားဆိုရင်သဘောတူမှာမဟုတ်ဘူးလို့အကြီးကိုတေချာပြောခဲ့ပါသေးတယ်အေးလေဒါနဲ့ညီကိုများကိုရောဒီကိစ္စပြောပြီးပြီလားသမီးဟုတ်ကဲ့ဖွာကိုကြီးတို့ကျုပ်တေချာပြောခဲ့ပါတယ်ရွာမှာတည်င်းလွှင့်ဖို့နဲ့ကိုကြီးအောင်ကိုခေါ်ဖို့ကအစကိုကြီးတို့တာဝန်ယူပါလိမ့်မယ်ဖွာဟုတ်ပြီသမီးဒါဆိုရင်ညီအကြီးကိုအိမ်ပေါ်လွှတ်လိုက်တော့ဖွာသူ့ပြောပြရအောင်မယ်ဟုတ်ကဲ့ဖွာရှင်ညိုလည်းအောက်ထက်ကိုပြန်ဆင်းလာခဲ့ပါတော့တယ်အကြီးကိုဖွာခေါ်နေတယ်ဒေါ်ဝင်းပြောပြလိုက်တော့ဒေါ်ဝင်းကကောင်းညိတ်ပြီးအိမ်ပေါ်တက်သွားတယ်ညီမလေးလည်းလိုက်သွားလေမလိုက်တော့ပါမမရဲ့ဒီမှာမမစားဖို့ငပြောသေးအမောပြေလေးစားလိုက်ပါအောင်နန်းကြိုင်မှာငပြောသေးပကံကိုရှင်ညိုအရှိကိုတိုးပေးလိုက်တယ်ရှင်ညိုလည်းမငင်းတော့ပဲငပြောသေးတစ်လုံးကိုလှမ်းယူပြီးအခွန်ခွာပြီးစားလိုက်တော့တယ်ချူမြမြရတာလေးကရှာပြားမှာနေဝင်တဲ့အခါရှင်ညိုတယောက်ပြုံးလိုက်မိပါတယ်ဟောမမငပြောသေးဆိုင်ဘာတွေပြုံးနေရလဲငပြောသေးရရတာရှိလို့ပါညီမလေးရဲ့အဲ့ဒါတော့အမှန်ပဲငပြောသေးရတော့ချူတာညီမနဲ့ငပြောသေးကိုချီးမွမ်းကန်းထိုင်ဖွင့်နေကြတယ်နောက်တနေ့မနေ့စောမှာတော့မောင်တိုးနဲ့မောင်အုံတို့ကနွားလေးနဲ့အိမ်ရှိကိုအရောက်လာခေါ်ကြတယ်ဖွာရီသွားကြမယ်ပြောလာပါပြီမောင်တိုးရဲ့နင့်မလဲမြို့တခါတက်ဖို့ကြီးအတော်ပြောနေပုံရတယ်ပြောတာပေါ့ကျုံမင်းမအတွက်အထည်အသက်တွေဝယ်ပေးအောင်ပါလေကျုံမဒါလေးနဲ့ပဲမျက်နှာလှုပ်နေရတာဗျအေးပါဟဲ့ပေါ်သမျှအထည်ဆန်းကလည်းနင့်မိန်းမရဲ့ကိုပေါ်မှာကြီးပဲကဲမိဝင်အဲ့ဒီအထည်ဆန်းကိုညီးတွက်ပါဝယ်ခဲ့လိုက်မယ်ဘာမှသူများမနာလို့မဖြစ်စမ်းပါနဲ့အေးကျုံမာတာလေးတွေမမိနဲ့တော့မေအမေတို့လည်းမြို့ပေါ်မှာစိတ်ကြိုက်နေပါတတိတွေကမပြန်ခိုင်းတဲ့ရင်လည်းစိတ်ချလက်ချနေလို့ရရင်နော်ကျတို့အတွက်ဘာမှစိတ်မပူကြနဲ့အေးပါအေးညီလေးဖွားတို့သွားမယ်နော်ဟုတ်ကဲ့ဖွားမယ်စိန်ကနန်းကြိုင်ကိုနှုတ်ဆက်ရင်လည်းလှဲပေါ်တက်လိုက်ပါတော့တယ်ရှင်ညိုလည်းလှဲပေါ်ရောက်တော့မှဒေါ်ဝင်းနဲ့နန်းကြိုင်နှုတ်ဆက်ကနွားလေးကလေးကိုမောင်းထွက်လာခဲ့ကြတယ်ဟိုမှာတွေ့လားအဲ့ဒီလူတွေပြကျတို့စောင့်ကြည့်နေတာမောင်တိုးကရွာထိပ်မှာလူနှစ်ယောက်ကိုမြင်လေတော့မောင်အောင်ကိုရီးမောမောစကားပြောဟန်နဲ့တတိပေးလိုက်တယ်တောင်ထုံးရွာကိုကြော်လာတဲ့အထိအနောက်မှာလူလိုက်လာသလားကြည့်နေကြတယ်မောင်ရင်တို့အနောက်ကိုမကြည့်နဲ့ဟိုပေါ်တာကြည့်ကြကွယ်စုံတွေကခြေချင်ပြေးလိုက်ကြပါမလားကွယ်ဖွားပြောရလဲဟုတ်သားပဲဒါပေမဲ့ဘာမှမတွေ့ပါဘူးဗျာမတွေ့ဆိုသူတို့ကဖွားကိုမျိုးတက်တယ်လို့ပဲယုံကြည်သွားကြလို့ပေါ့ကွယ်ကျုပ်စိတ်လိုတိုင်းသာဆိုရင်လေဒီလူတွေကိုဟော်ရီတာနဲ့ခုတ်ပိုင်းပြစ်လိုက်ခြင်းနဲ့ဗျာဟိုကစုံနေဗျာကိုကြီးအောင်ဓားလောက်ကတော့မှုမှာတော့မဟုတ်ဘူးအေးဒါလည်းဟုတ်တာပဲဒါနဲ့အကြီးရဲ့အရေးရောင်တော့မတွေ့ရအောင်နော်ရွာနဲ့နီးတော့ဒီနားကစောင့်ဟန်မရသေးဘူးမောင်းတာမောင်းပါလမ်းတနေရာမှာစုံမကျုပ်တိချာမှထားခဲ့ပါတယ်မောင်တို့ကလှဲလန်းချောင်းအတိုင်းနွားလေးကိုဆက်မောင်းလာခဲ့တယ်လှဲစရာလမ်းကြုံလိုက်ချင်လို့ပါမိမချောလေးတယောက်ကလှဲကြုံလိုက်ချင်ကြောင်ပြောလို့မောင်တို့မှငင်းရမှာအာနာနေခဲ့တယ်ကျွတ်တို့လေးကမဆက်တော့ဗျစိတ်မရှိပါနဲ့နောက်လဲကိုသာစောင့်လိုက်ပါမောင်အောင်စကားကြောင့်မိမချောလေးမှစိတ်မကောင်းဖြစ်သွားတယ်ဟေးမောင်တို့မောင်းလေကွာစောင့်နေသူကမြုံနေလောက်ပြီကွာမောင်အောင်လည်းအကြီးနော်ကန်စောင့်နေမှာဆိုလို့မောင်တို့တတိပေးလိုက်ပါတယ်မိမချောလေးကိုအာနာတော့လဲမောင်တို့လေးကိုဆက်မောင်းလာခဲ့တယ်အမေကြီးနေကောင်းနေနော်လဲနောက်စီမှလက်နှုတ်ဆက်တန်ကြောင့်မောင်တို့လည်းနွားလေးကိုချက်ချင်းရက်လိုက်တယ်အကြီးလားမောင်တို့အမေကိုမိမချောလေးကပြုံးမိကောင်းနေတယ်ဘယ်နဲ့လဲရုပ်ပြောင်းထားအဆင်ပြေရလားအဆင်ပြေုံနဲ့ဘဲကမလဲဗျာကျတို့ပြမှတ်တောင်းမမှတ်မိဦးကဲသမီးလားလှဲပေါ်တက်အေးဟုတ်ကဲ့မေကြီးဒေါ်နော်ခန်းလေးလှဲပေါ်တက်လိုက်တယ်
သူရဲ့ရုပ်ပြောင်းရုပ်လွယ်အတက်ကြောင့်မောင်တိုးနဲ့မောင်အောင်ပင်အံ့ဩနေကြရှာပါတယ်။ကဲကိုမောင်တော်လေးရဲ့ကျုပ်ကဘာလို့ဒီလောက်တောင်ကြည့်နေရလဲ။အကြီးကလည်းကျုပ်ကအံ့ဩနေလို့ပါဗျ။မောင်တိုးကနွားလေးကိုဆက်မောင်းလာခဲ့တယ်။ဖွားမယ်စိန်ကဒေါ်တော်ခန်းရဲ့လက်ကိုမလွတ်ထမ်းကင်ထားတယ်။ဖွားတို့ကဘယ်ကိုဆက်သွားကြမလဲသမီး။တောင်ချီရွာကိုသွားကြမလား။မဟုတ်ဘူးမေကြီး။ကျုပ်တို့တွေတောင်ချီရွာကိုတန်းသွားလို့မဖြစ်သေးဘူး။အရင်ဦးဆုံးတော့စီတော်ကုန်းရွာကိုသွားရလိမ့်မယ်။စီတော်ကုန်းရွာအဲ့ဒီရွာမှာသမီးအသိရှိသလား။ရှိပါတယ်မေကြီး။အေးလေဒါပြည့်စီတော်ကုန်းရွာကိုသွားကြတာပေါ့။ဖွားမယ်စိန်လည်းဒေါ်တော်ခန်းနဲ့မမောနိုင်စွာစကားပြောနေခဲ့ပါတယ်။ဖွားမယ်စိန်တို့ရဲ့ခီးကတောင်ချီရွာမဟုတ်ဘဲနဲ့စီတော်ကုန်းရွာသာဦးတည်ခဲ့တယ်။တောင်ချီရွာမှာမင်းမှုနေတဲ့ကဝေမာကြီးမေကန်တယောက်တော့ဒေါ်တော်ခန်းကိုရှာဖွေနေခဲ့တယ်။ကဝေမာကြီးမေကန်မသိတာကတေပြီးဟာသူ့ထံကိုတမ်းမတ်စွာရောက်လာနေပြီဆိုတာဖြစ်ပါတယ်။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဖွားမယ်စိန်ဇလန်းလေးရဲ့အခန်းဆက်ကိုတင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးနားဆင်ပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။